ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းကိုထွက်ပေါ်လာစေတဲ့အလက်ကြီးတွေကတော့ပထမဆုံးအချက်တိကတော့လမ်းလျှောက်တာအပြေးလက်ကြီးကန်းလို့ဆောင်နေတာဖြစ်ပါတယ်အချက်နည်းကတော့မနက်ခင်းနေရောင်ကြီးနုနုခံယူနေတာဖြစ်ပါတယ်အချက်3ကတော့ရေအေးအေးလေးနဲ့ချိုးနေရတာဖြစ်ပါတယ်အချက်4ကတော့အတွေ့အကြုံသစ်ကိုရှာဖွေတာစူးစမ်းတာလေ့လာနေရတာဖြစ်ပါတယ်အချက်5ကတော့ကိုယ်ဝါသနာပါရတာကိုလှုပ်ဆောင်နေရခြင်းဖြစ်ပါတယ်အချက်6ကတော့အကျော်လျှော့တရားထိုင်နေတာဖြစ်ပါတယ်အချက်9ကတော့အေးဝဝအိတ်တာအနားယူအပေါင်းဖြစ်နေရတာဖြစ်ပါတယ်အချက်10ကတော့ဖုန်း TV ရှော့ကြည့်နေရတာဖြစ်ပါတယ်အချက်9ကတော့ညနေခင်းနေညခံပြီးတော့ကျေကြည့်ရှုနေရတာဖြစ်ပါတယ်အချက်10ကတော့စာအုပ်ဖတ်တာတချင်းနားထောင်နေတာတွေဖြစ်ပါတယ်အချက်17ကတော့အသီးအရွက်ပုံမှန်စားသုံးပေးနေတာဖြစ်ပါတယ်အချက်12ကတော့အေးချမ်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်နေရတာပဲဖြစ်ပါတယ်အထက်ပါအချက်တွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းကိုထွက်ပေါ်လာစေပြီးတော့နေ့တိုင်းစိတ်ကျန်းမာကိုယ်ကျန်းမာပြီးတော့ဖြတ်သန်းစေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်